အားလုံးမင်္ဂလာပါခင်ဗျကျွန်တော် YNW channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ညတော့ကဒီ debate ရေပေါ့နော်အကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ Chelsea နဲ့ Arsenal ရဲ့ပွဲပြီးသုံးတဲ့ချက်လေးကိုကျွန်တော်လောက်သွားကြပါလေဗျညတော့ဒီပေါ့နော်ကျွန်တော်တို့မျောလင့်ထားသလိုမျိုးသူတပြန်ကိုတပြန်နဲ့အပြန်လန်နင်လားငါလားဟေ့ဆိုပြီးတော့မျောလင့်ထားခဲ့သလိုမျိုးမဟုတ်ခဲ့ပေမဲ့အနည်းဆက်ဆုံးတော့ဖြစ်ခဲ့တယ်ပေါ့နော်ဒါကလည်းဒီ Moise Caicedo ကဒီပထမပိုင်းမှာပေါ့နော်ဒီမိုရာနိုကိုအဝင်ကျန်းနေဆိုပြီးတော့ဒီအနီကတ်ပြခံလိုက်ရတယောက်ရော့နဲ့ချက်စီကဆော့လိုက်ရတာထင်ထားတာထက်အကျိတ်နဲ့ဖြစ်သွားတာပေါ့နော်ချက်စီကခံစစ်တမြန်တိုက်စစ်အနေနဲ့ပဲဆော့ရတာပေါ့သူပြန်ကိုပြန်မဟုတ်တော့ပဲနဲ့ဒီမှာအခုပြောချင်တာကစူပါမန်ဒီတို့Declan Rice တို့ကောင်းလာပါပြီဆိုတဲ့ဒီရာသီမှာပေါ့နော်လေရန်ကိုကိုက်စီတိုကိုထုတ်လိုက်တဲ့အချိန်မှာအန်ဆိုနောက်ကိုဒီ Reece James နဲ့တွဲအစော်မခိုင်မဲနဲ့ Reece James တယောက်တည်းကိုကွင်းလင်မှာဒီ Arsenal ရဲ့ကောင်းလာပါပြီဆိုတဲ့တိုက်စစ်တွေကိုReece James တယောက်တည်းနဲ့လှုပ်ပြသွားတာတွေကတော်တော်လေးကိုကောင်းမှပါတယ်ညတော့သူများကြီးတော့ဒီပေါ့နော်Man of the Matchကတော့ဒီကိုသမားဆန်းချက်ရသွားတယ်ပေါ့ကျွန်တော် personal ရဆိုလို့ရှင်တော့ညတော့က Reece James က Arsenal ရဲ့ဘေးကစားသမားထက်မဆိုတဲ့ပိုးသလို Chelsea ရဲ့ဘေးကစားသမားထက်မဆိုပို့ပြီးတော့ကောင်းခဲ့တာအမှန်ပဲReece James ရဲ့ဒီချက်တင်ဘောတွေတိုက်စစ်ကိုစတင်ပုံတွေဒီတိုက်စစ်ခံစစ်မျှတအောင်ပုံဖော်သွားတာတွေကဒီဘာရင်ကွင်းလဲကစားသမားတယောက်ထက်ကိုပူကောင်းနေတယ်လို့ပဲညတော့ပွဲမှာဒီချာလိုဝဲအသွင်းသွားတဲ့အလုံးဆိုလို့ရှင်လဲ Reece James ကပဲဖန်တီးပေးလိုက်တာArsenal မှာဒီအဇီတို့ဆာကာတို့Declan Rice တို့စူပါမန်ဒီတို့ပျောက်သွားတဲ့အထိကိုလောက်အားလုံးကောင်းနေနဲ့ဆော့ပြသွားတာဒီမှာပေါ့နော်ဒီကိုရလာတို့ဘာလို့လဲကောင်းတာကြီးလဲပါတာပေါ့တယောက်ရော့နေတဲ့အနေအထားကိုကျွန်တော်တို့ဒီ Arsenal ကအပြတ်အသက်ကြီးအသာစီးကန်နိုင်မှုဗျArsenal ဂိုးပေါက်ချင်းချောက်မှုတောင်မှဒီတယောက်ရော့နေတဲ့ Chelsea က Arsenal ထက်တောင်ဘိုးနေခဲ့သေးတယ်ဒါတော့မှဒီ Chelsea ရဲ့အပိုင်ခွင့်ရေးတွေတစ်ချိန်လားမသိဘူးဒါလွဲသွားလို့ပေါ့နော်ညတော့က17ယောက်ကြီးလာဆိုလို့ရှိရင်အာကြီးကဒီခြေတိုင်းကန်ရင်ပြောတာပေါ့နော်ညတော့17ယောက်ကြီးလာဆိုချင်းအာကြီးတေချာပေါက်ရှုံးပါဗျဒါဒီ Arsenal ဒီဆန်နာလန်နဲ့တူတည်ကြတဲ့ပွဲစဉ်မှာတစ်ချိန်အခု Chelsea နဲ့ပွဲမှာတစ်ချိန်ဒါ Arsenal ရဲ့အားနည်းချက်တွေကိုဒါမြင်တွေ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အသင်းတိုင်းကတော့ကောင်းကြတာပဲကောင်းတယ်ဆိုပေမဲ့လည်းအားနည်းချက်တော့ရှိကြတာပေါ့နော်ဆန်နာလန်နဲ့ပွဲမှာလည်းနောက်ဆုံးမိနစ်မှာဘရိုဖေးရဲ့ကန်ချက်နဲ့ဒီတူဆိုတဲ့ဒီကျသွားတာပေါ့နော်အဲ့လိုမျိုးပဲအခုဒီ Arsenal သူကောင်းလာပါပြီဆိုတော့ဆက်ပြီးနေပဲဒီ Chelsea ကသူတို့ကိုဥဆောင်ကိုတွန်းခဲ့တယ်ပေါ့နော်ဒီလုံးဝဆိုလို့ရှိရင်လည်းဒီReece James ရဲ့ဖြတ်တယ်ဘောတော့ကောင်းတယ်လို့ဒီချာလိုဘက်တိုက်သွားတာလည်းတကယ်ကိုကောင်းပါတယ်မိုရာနိုက
ဒီအာကြီးရဲ့မိုရန်နိုကလည်းဒီကွန်းလယ်မှာထဆော့ရင်အဲ့လောက်မဟုတ်ပေမဲ့ဒီတိုက်စစ်မှုတွေနေရာမှာထဆော့ရင်သူတော်တော်ကောင်းတယ်ဗျဒီဂျရက်မိုရန်နိုကလည်းဒီတိုက်စစ်နေရာမှာဆော့လို့ရှိရင်အဂိုးတော်တော်ရှူတဲ့ကစားသမားလို့ပြောလို့ရတယ်အခုအာကြီးဝဲထားတဲ့ဂျိုရက်စကာတို့ကိုင်ယာဘတ်တို့ဂျီဆက်ထိုးတဲ့တောင်ပိုတဲ့ဟိုကျွန်တော်တော့ပိုနှစ်သက်မိတယ်ပေါ့နော်ဒီကစားသမားဝင်လိုက်လို့ရှိရင်ညာစွာဖြင့်ကသူ့ကိုထောင်လိုက်စစ်အနေနဲ့ဆော့ရလို့ရှိရင်သူဂိုးသွင်းနိုင်တာများတယ်ပေါ့ဆိုတော့ကျွန်တော်ဒီအခုညမှာပွဲအကြောင်းဟိုပြောရမယ်ဆိုလို့ရှိရင်ဒီကိုက်စီတိုလာအနီကမဟုတ်ဘဲနဲ့အဝါကလာထိခဲ့မယ်ဆိုလို့ရှိရင်ချက်စီကတရားပေါက်နိုင်ပါဗျာချက်စီကကျွန်တော်ပွဲချုပ်သုံးထပ်မှာချက်မှာပြောခဲ့တယ်လို့ပဲဒီပွဲကတူးစီကြမယ်လို့ကျွန်တော်ဟိုခန့်မှန်းခဲ့တယ်ပေါ့နော်။နောက်ချက်စီကိုပို့ပြီးတော့အားတက်နေပေါ့နော်။ချက်စီကိုဘာဖြစ်လို့ကြိုက်လဲဆိုတော့ချက်စီကဒီအခုပေါ့နော်ဒီမီဒီယာတွေသတိထားမိအောင်ခိုးကောင်းနေတဲ့အသင်းလို့ပြောလို့ရတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူဘာစီလိုနာလို့အသင်းကို 3C ဆိုတဲ့ရလက်ကဒါပေါ်တည်တည်မဟုတ်ဘူးညာချန်ပီယံလိလို့အနေထားမျိုးမှာကမ်းလာတယ်ဆိုတာကအာကြီးဘိုင်ယံကို3-1နဲ့နိုင်ခဲ့တာမှန်တယ်နင်လားငါလားရေဆော့ခဲ့ရတယ်မှန်တယ်ဒါပေမဲ့အခုဘိုင်ယံမှာလက်တော့တကယ်ကိုခြေစွမ်းနေကောင်းမွန်နေတဲ့လူဝစ် DS ကမပါခဲ့ဘူးဗျဒီဘိုင်ယံဆိုတဲ့အသင်းကလည်းဒီတောင်မန်တွေကိုအားကိုးတဲ့အသင်းမျိုးဆိုတော့ဒီလူဝစ် DS တို့ဒီအိုစလီတို့နဲ့မှသူကအသက်ဝင်တဲ့အသင်းကိုဒါပေမဲ့အဲ့နေရာလဲဒီလိုပေါ့ဗျာဟိုဒါအာကြီးကလည်းဒီစက်ပီတွေကိုဒီတခြားအသင်းတွေနဲ့ဆိုလို့ရှိရင်ပိုင်နိုင်တဲ့အသုံးချနိုင်တာလဲပါတာပေါ့ချက်စီဘာစီလိုနာနဲ့ဆော့တယ်ဆိုတာက open play တွေအများကြီးကို vit chat တွေအများကြီးရတယ်ဗျအာကြီးမှာကနောက်ပိုင်းဒီ open play ကနေ vit chat ရတယ်ဆိုတာကသူတို့အတော်လေးရှားလာတယ်ဘာဖြစ်လို့အဲ့လိုဖြစ်လာတယ်ဆိုတော့ဒီဘောတော့တစ်ဖက်မှာကောင်းသွားလို့ရှိရင်လည်းတစ်ဖက်မှာတော့အားနည်းချက်ပေါ်တယ်ဆိုတော့ပုံစံမျိုးပေါ့ဗျာဟိုဒီသူတို့စက်ပီတွေကိုအဓိကထားတယ်နိုင်ပွဲတစ်ပွဲရဖို့အတွက် OTP ဆော့တယ်ဒီအချိန်မှာသူခံစစ်နဲ့ဒီသူတို့သူတို့ defense line မှာဒီအလဲတန်းဟိုတောင်မှသူအကျော်မခံတော့အဲ့လောက်အထိသူတို့ရဲ့ defense ကိုကြက်ကြက်လေးလေးဆော့ပလိုက်တယ်အလဲစီးကိုတောင်ကြော်မခံတော့ဆော့တယ်ပြီးလို့ရှိရင်သူတို့ရဲ့အဓိကဒီစက်ပီတွေကနေဂိုးသွင်းခြင်းနဲ့ဒီဘောနော်အာဒေတာရဲ့ဒီ technical တွေကိုမြင်တွေ့နေရတယ်အဲ့လိုမျိုးကစားသမားတွေမှာမန္တလေးကအဲ့လိုဖြစ်နေကြပြီဒီဆက်ဖီကနေတောင်းကမှုပဲဖြစ်ဖြစ် free kick ပဲဖြစ်ဖြစ်ရလိုက်မှဆိုလို့ရှိရင်သူတို့ဂိုးရှူနိုင်တယ်ဆိုတဲ့ယုံကြည်မှုတစ်ခုကိုရသွားတဲ့အတွက်ဒီ open play ဆော့တဲ့နေရာတွေမှာအရင်အာဆင်နယ်လောက်တော့တအားကြီးညံ့ညောမနေတော့ဘူးပေါ့နော်ဒီသူတို့ဆော့လိုက်ရင်ဒီဘယ်လိုပြောလဲတစ်ဖက်တင်းကတအားကြီးအလွန်ကျွန်းကြီးတိုက်လာတဲ့အချိန်မှာမာတင်နယ်ဒီတို့ဆာကာတို့ဟို speed တွေနဲ့ကောင်းတာဟိုပြန်တိုက်တဲ့အနေထားမျိုးတွေပဲရှိတော့တာတကယ် open play စစ်ကနေဂိုးရတယ်ဆိုတာအာဆင်နယ်မှာအတော်ရှားသွားပြီဒီလိုပေါ့ဗျာဟိုတစ်ဖက်မှာကောင်းရင်တစ်ဖက်မှာလည်းဟိုအားနည်းချက်ဖြစ်တယ်လို့မျိုးပေါ့ချက်စီကရင်တော့ဒီအနေအမြင့်အတက်ကြကျွန်တော်ပြောခဲ့တယ်လို့ပဲညားရတဲ့အမလို့ခက်မှန်းခက်ပေမဲ့ချက်စီတကယ်ကောင်းတယ်ဆိုလို့ရှိရင်ကောင်းလာပြီဆိုလို့ရှိရင်တကယ်ကမ္ဘာချန်ပီယံဟိုဘယ်လိုပြောလဲကမ္ဘာချန်ပီယံဖလားမှာတောင်မှဒီလက်ရှိချန်ပီယံလိချန်ပီယံ PSG အကောင်းဆုံးအသင်းလို့ပြောထားတယ် PSG တောင်မှ4စီးတွေပါလို့ဟိုသူကရှုပစ်တာဆိုတော့ချက်စီကတော်တော်မှန်းစားရခဲ့တယ်အိမ်ဝဲမှာလည်းဆန္ဒလန်းရှုံးတယ်သူကအခုဒီချက်စီညာကမ်းသွားတဲ့ပုံစံဆိုလို့ရှိရင်ဒါဘေးအသင်းမဲ့လာချက်စီကလည်းတိတ်ရှုံးမယ်လို့တော့ကျွန်တော်မမြင်မိတော့ဒီမာရက်စကာရဲ့အသင်းကလည်းတော်တော်လေးအသားကျလာတဲ့အနေအထားမှာလည်းရှိလာပြီဟိုတိုးတက်လာတဲ့လူငယ်တွေကလည်းဒီဘောနော်ဟိုနောက်တစ်ဆင့်တက်ဖို့အတွက်အာယူနေတဲ့ဒီအစာဘယိုတို့အန်တိုနီစန်တိုတို့ဂနာချိုတို့ဒီနတ်တိုတို့ဒါတွေကဒီကစားသမားတွေကနောက်တစ်ဆင့်ဒီဟိုဒါဂျာအိုပထရိုးတို့ဒီ
ဒီကစားသမားတွေနောက်တစ်ဆင့်တက်ဖို့အတွက်ဒီတာဆူးနေတဲ့ကစားသမားတွေဖြစ်နေကြတယ်ဆိုတော့ဒီအသင်းကလက်ရှိဖောင်တိုင်းလာထိန်းထားနိုင်မှာဆိုလို့ရှိရင်ဒါအာကြီးကိုအကောင်းဆုံးပရီးမီးယားလိချန်ပီယံအတွက်ချင်းချောင်းနိုင်တဲ့အသင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဟုတ်ကဲ့ပါညတော့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့တခါဒီ Reece James နဲ့ Chelsea ကိုတကယ်ကို appreciate လုပ်ပါတယ်ဗျတယောက်ရောနဲ့အချိန်ကြာကြီးအာကြီးလို့အသင်းကိုအကောင်းအာကြီးရဲ့တအားဆုံးအကောင်းဆုံးအချိန်ကအသင်းကိုဒီလိုမျိုးကန်နိုင်တယ်ဆိုတော့တကယ်ကိုဒါ Chelsea ကိုတကယ် appreciate တကယ်ကိုလုပ်တဲ့အသင်းပါဟုတ်ကဲ့ပါအခုလိုဗီဒီယိုအဆုံးထိကြည့်ပြီးလို့မို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ